စိတ်ကိုပဲနောက်ဆုံးတော့ဒေါ်လာနဲ့ချိန်ဆခဲ့ရတဲ့နေ့ရက်တိုင်းဟာတကယ်ကိုတော့ကားပဲမင်းမရှိတဲ့နောက်ဘဝကိုအသေးကပြန်စားလဲကြတဲ့ပြန်ထူဖို့လည်းငါမှမင်းမရှိတော့ပါလားအဲ့လိုအတွေ့များစွာချနေညာအိမ်မရပါကွာစိတ်ခွက်ကို break fast ဖြစ်နောက်ဆုံးမိတ်ဆက်ကတော့ Never kidding about me. I don't have to sound kind of good. Cool, I know the sounds.